ချမ်းသာတဲ့အမွေစက္ကန့်သူနဲ့လက်ထပ်ပြီးတဲ့ပထမဆုံးနေ့မှာပဲဒီမိန်းကလေးကိုသူ့ယောက်ျားကရရဆက်ဆက်နဲ့အလောင်းမောင်းတိုက်လို့မျိုး6ထဲကိုပေးချလိုက်ပါတယ်နော်ကန်ခေါင်းလို့အကိုင်း6တစ်ချောင်းကလမ်းမီလို့အသက်ချမ်းသာရခဲ့ပါတယ်တတိရောက်လာတဲ့အခါအပေါ်ကအပေါ်ဝါရှိကိုအခုညီတောင်းပြီးအော်ခေါ်ခဲ့ပြီးမဲ့ဘာမှအထမ်းမကြရပါဘူးအဲလီဖက်စ်ဟာအပေါ်ကိုတက်ဖို့စတင်ဖို့ဆုံးဖြတ်လိုက်ပြီးမဲ့ကြောက်နိုင်ရန်တွေကချောလုံးလို့လက်ဆွဲစရာခြေဆွဲစရာဘာမှမရှိပါဘူးသူမအားတခြားထွက်ပေါက်တစ်ခုကိုရှာဖွေရင်မဝါးတဝါအပြားရောင်အလင်းရောင်လင်းနေကျကူးတစ်ခုကိုမကြခင်တွေ့သွားပါတယ်ဒါပေမဲ့အဲ့ဒီနေရာကိုရောက်ဖို့ဆိုရင်နည်းနည်းလုံးနေတဲ့6ကန်ပါးကြီးကိုဖြတ်ကူးရမှာဖြစ်ပါတယ်တက်တီတွေအားလုံးစုပြီးအဲလီပေါ်ဟာတခြားဘက်ကိုခုန်ချလိုက်ပါတယ်ခြေထောက်မှာတန်ရာရထားတာကြောင့်ကန်ပါးကနေပြုတ်ကျတော့မလို့ဖြစ်သွားပါတယ်အခက်ခဲဆုံးအချိန်မှာပဲသူမရဲ့အဝတ်စားကကြိုးလေးတစ်ချောင်းကအကွေချောင်းတစ်ခုမှချိန်မိသွားပြီးခန္ဓာကိုယ်ကိုတင်းငိမ်စေခဲ့ပါတယ်သူမဟာရင်ဘတ်ထဲကနေအယူသားတစ်ချောင်းကိုဆွဲထုတ်ပြီးစ조사အားထုတ်မှုအကြီးကြီးနဲ့နောက်ဆုံးမှာ platform ပေါ်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်အဲ့ဒီအပြာရောင်အလင်းရဲ့အရင်အမြစ်ကပိုကောင်းတွေနဲ့သူတို့ရဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်လင်းမြန်စွာစဉ်းစားပြီးအဲလီပေါ်ဟာအဝတ်ဆက်တစ်ချောင်းကိုစုပ်ဖျဲလိုက်ပြီးမိခွက်ကောင်လေးတွေကိုအဲ့ဒီထဲမှာထည့်ပတ်ပြီးလက်ကင်မိရင်အတူလေးတစ်ခုဖန်တီးလိုက်ပါတယ်ကူထဲကိုပိုးနဲ့နှက်ထွက်တဲ့အခါရေအိုင်ငယ်လေးတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်ရေငတ်နီးလို့စိတ်အားထက်တန်းစွာနဲ့ခတ်ထောက်လိုက်ပြီးမှရေကရွှင်ညင်တွေနဲ့ညစ်ပတ်နေတာကိုတွေ့လိုက်ရပါတယ်သူမမှာရွေးချယ်စရာမရှိလို့အပေါ်ကနေအရေးပြောကြနေတဲ့ရေခဲဆက်ဆက်တွေပေါ်မှာပဲအားကိုးရတော့တယ်အဲ့ဒီအားငယ်ယုံလီတက်တာမှုကိုခန်းစားဖို့မျက်လုံးတွေမိတ်လိုက်ချိန်မှာပဲအပေါ်ကရေခဲတိုင်တွေဟာရုတ်တရက်အရေးပြောလာကြပါတော့တယ်မောင်မိုက်ကိုဖြတ်တန်းပြီးအနီရောင်အလင်းတိုင်းတစ်ခုဖြတ်သွားပြီးမီးတောက်တွေနဲ့အတူနှက်ဆိုးတစ်ခေါင်ဆင်းတက်လာပါတယ်အဲလီပေါ်ဟာကျင်းမြောင်းတဲ့တစ်ခွေချဲတွေကိုလင်းမြန်စွာပုံအောင်ပြီးမဖော်ထုတ်နိုင်အောင်အထက်ကိုဝမ်းထဲမှာထင်ထားလိုက်ပါတယ်ရုတ်တရက်ဆိုသလိုဒူမဟာနိုင်ရန်တွေမှာထွင်ထူထားတဲ့အမတ်တွေနဲ့အတူတေဆုံသွားတဲ့မိမတွေရဲ့လုံချလွတ်လွတ်ဖြစ်နေတဲ့အဝတ်ဆက်တွေကိုတတိထားမိသွားပါတယ်ချမ်းသာတဲ့အမွေစက္ကန့်တွေရဲ့လှည့်စားမှုကြောင့်ဒူမလိုပဲဒီနက်ဆိုးစီကိုပူဆွာတကအဖြစ်ပစ်ချခံခဲ့ရတဲ့မိန်းကလေးတွေဖြစ်တယ်ဆိုတာဒူမထိုးပေါက်သွားပါတယ်ဒီယာယီဘေးကင်းရာအရက်မှာအဲလီပေါ်ဟာနောက်ဆုံးတော့ကိုအနားပေးဖို့ခွင့်ပြုလိုက်ပြီးကြောက်နိုင်ရန်ကိုမိပြီးအိတ်လိုက်ပါတယ်ဒါပေမဲ့ဒူမရဲ့ဘဲချေတော်မှာမိခွက်ကောင်းလေးတွေအုပ်ဆောင်နေတာကိုတတိထားမိပြီးလှန်လို့သွားပါတယ်ဆက်ဆုပ်စွာနဲ့ဒူမဖြုတ်ချလိုက်တဲ့အခါမှာတော့ဒူမရဲ့တန်ရာဟာအံ့ဩဖျားဖျောက်ခင်းသွားတာကိုတွေ့ရှိလိုက်ရပါတယ်တန်တရားကိုအတီးပြုဖို့အတွက်မိခွက်ကောင်းလေးတစ်ကောင်ကိုလက်မောင်းဖော်တင်လိုက်ပါတယ်ထင်းတဲ့အတိုင်းပါပဲတန်ရာဟာလင်းမြန်စွာပြန်ပိတ်သွားပါတယ်ဒူမရဲ့အာရင်တွေပြန်လဲရရှိလာတဲ့အခါအဲလီပေါ်ဟာယုံကြည်မှုတွေပြန်ရလာပါတယ်ကူထဲမှာရေးဆွဲထားတဲ့မြေပုံတစ်ခုကနေဒီလန်အတိုင်းဆက်သွားရင်တခြားထွက်ပေါက်တစ်ခုကိုရောက်နိုင်ပြီးဒါဟာအရင်ကတယောက်လွတ်မြောက်ခဲ့မှုတွေတက်ပြတ်ချထိတဲ့ဆိုတာကိုသိရှိခဲ့ရပါတယ်နိုင်ရန်မှာကိုပိုင်းနာမယ်ကိုထွင်ထူပြီးတဲ့အခါမိခွက်ကောင်းလေးတွေကလမ်းပြပေးတဲ့အတိုင်းခရီးနေလိုက်ပါတော့တယ်မကြခင်မှာတဲ့နေရောင်ချီဖောက်ဝင်နေတဲ့စပီကာတွေနဲ့ပြည်နေတဲ့ကူတစ်ခုစီကိုရောက်သွားပါတယ်မြေပြင်ပေါ်ကတရားတစ်ခုကိုကောက်ယူပြီးဒူမရဲ့အကားဝန်ကိုအစင်းလိုက်ဆွဲဖျဲလိုက်ကလက်မောင်းနဲ့ခြေထောက်တွေမှာပတ်ပြီးတက်ဖို့ပြင်ဆင်လိုက်ပါတယ်ရုတ်တရက်ဆိုသလိုကူရဲ့အပေါ်ဘက်မှာအရင်နဲ့ကြီးတစ်ခုပေါ်လာပြီးကြောက်စရာကောင်းတဲ့ဟင်းတန်ကြီးနဲ့အော်ဟစ်လိုက်ပါတယ်အဲလောဟာထိန်လန့်သွားပြီးမတော်တဆချော်ချသွားပါတယ်နတ်ဆူကြီးကသူ့ရဲ့သွေးတွေနဲ့ပြင်းနေတဲ့ပါဆက်ကိုဖွင့်ပြီးသူ့ရဲ့သားကောင်းပြုတ်ချလာမယ့်အချင်းကိုစိတ်ရှည်လက်ရှည်ဆောင်နေပါတယ်နောက်ဆုံးစက္ကန့်မှာအဲလောဟာအဲ့ဒီတရားတစ်ခုကိုအဆုံးပြုပြီးကြောက်တုံးတစ်ခုကိုချိတ်ဆွဲလိုက်တာနဲ့အသက်ချမ်းသာရခဲ့ပါတယ်သူမဟာအာယူပြီးအပေါ်ကိုတက်လှမ်းနိုင်ခဲ့ပြီးအတင်းတွင်ထွက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ထွက်ပေါက်ကိုနောက်ဆုံးမှရောက်ရှိသွားတဲ့အခါအဲ့ဒီနေရာဟာမဆောက်လွန်းတဲ့ခံပါတစ်ခုစီကိုပဲဦးတည်နေတာကိုသဘောပေါက်သွားပါတယ်အောက်ဆင်းဖို့လည်းမရှိတော့ပါဘူးစိတ်ပြတ်မှုတွေနဲ့လွမ်းမှု